ဘယ်သွားမလို့ကိုရဲ့ ဒီနေ့အပြလေးရှိမယန်းကုန်းအကျိုးပေးနေတော့ ဟာလား ဒီနေ့လည်းမယန်းကုန်းပဲသွားမယ်မယန်းကုန်းကျွန်တော်တို့မြေပိုင်းမြေပစ်90ပစ်80တစ်ထပ်အာစီလေးနဲ့အဲ့ဒီတော့တပြမလို့လိုက်ခဲ့အောင် ရေတို့ fight တယ် fighting ဝေးခါရဲပြတခါရဲ ကိုလိုက်ခဲ့ပါဦးလား ဟုတ်ကဲ့လိုက်ခဲ့မယ်လေ စတော့ချုံပါဆိုโอเคကျွန်တော်တို့မယန်းကုန်းသွားရင်းနဲ့ကျွန်တော်တို့ရဲ့မြောက်လူကုန်းပေါ့နော်ပင်လုံလမ်းမကြီးမြောက်လူကုန်းမှာဈေးကြီးဆုံးလမ်းလို့လည်းပြောလို့ရတယ်ဗျာပင်လုံလမ်းမကြီးကိုရောက်ပေါက်နေတဲ့မိတ်ဆွေညီကိုတွေကိုရိုက်ပြပေးလိုက်တာပါပင်လုံလမ်းဆိုတာဘယ်လိုမျိုးကြီးလဲဆိုတာဒီလိုမျိုးကြီးပါတော့ကျွန်တော်တို့အခုရန်ကျိုးပေးနေတဲ့မယန်းကုန်းမြို့ကိုတက်မှာပါပေ90ပေ80မြေပိုင်းမြေအမြေပေါက်တိတ်1000ခွဲခေါ်ထားပါတယ်အဲ့တော့ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့မြေခွက်တွေပဲဖြစ်ဖြစ်လုံးချင်းတွေပဲဖြစ်ဖြစ်ကွန်ဒိုတွေပဲဖြစ်ဖြစ်ရောင်းခြင်းဝယ်ခြင်းငှားခြင်းအကုန်လုံးရပါတယ်เนาะအဓိကတော့မြောက်တကုံမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေ20ပေ60အကွက်40လောက်ကင်ထားပါတယ်ပေ40ပေ60အကွက်60လောက်ကင်ထားပါတယ်เนาะကင်ထားတာဆိုတော့လူကြီးမင်းတို့လည်းကင်ခြင်းနေဆိုရင်လာခဲ့ပါပတ်စံတို့ကြီးကင်ပြီးတော့စောင့်နေပါမယ်မြောက်တကုံမှာခုလောလောဆယ်တော့မယန်းကုန်းခဏသွားလိုက်ပါအောင်မယ်ကျေးဇူးတင်ပါတယ်